အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Booklet မြန်မာစာပေ channel မှာကြိုဆိုပါရစေဇနီးရပါတော့လာရွာလာဟိုကောင်ကတူလို့တဲ့ကောင်ကအပေါ်မှာရေချိုးပြီးခေါင်းလေးသုတ်ချင်းဆိုမင်းမရှိရင်သက်မရှင်ခြင်းဘူးချစ်ရဲ့မနေကငါသိဆုံးသွားခဲ့အောက်ကအဘသိမကြားလိုက်ဘူးမျိုးလုံးကလည်းမကောင်းနားလေလေးတော့နေစောခမရအဘသူသားမောင်ကွာဟာဟိုကောင်ကဘရာဘိုလုပ်တယ်အောင်မေးအဘကြိုက်သွားပြီမင်းမရှိရင်သက်မရှင်ခြင်းဘူးချစ်ရဲ့မနေကငါသိဆုံးသွားခဲ့ကျက်သေးမရှိတဲ့ကောင်မလေးရသေးတဲ့ကောင်ကနေ့သချင်းလာဆိုတယ်မင်္ဂလာရှိတာဆိုပါကွာအဘဘာသချင်းလုံးဘာရမင်္ဂလာရှိတာကျွန်တော်မှမသိတာအောင်ချင်း၈ပါးပေါ့ကွာဟာဘယ်ရလိမ့်မလို့အောင်ချင်း၈ပါးတော့လေခလေးတွေကဘယ်ဆိုမလို့အင်မတန်အယူသိကြတယ်မင်္ဂလာသိကြိုက်ကြတယ်အဘရွာရောက်တဲ့အချိန်ဆိုကျွန်တော်တို့အိမ်ရှိကတန်ခွင်းလေးမှာမနေ့9နာရီဆိုလက်ဖက်ရည်နဲ့အီချာကွေးလာပို့ကြတာအဘကြီးလာပြီးကြော့တာပါခမဘယ်သူလဲဟဲ့စံညွန့်မှာဗျဩစံနေညွန့်နေအေးတန်ခွင်းလေးမပြီးဝင်ခဲ့ဟိပထမဦးဆုံးခြံထဲဝင်လာတဲ့နာမည်ကိုလှမ်းမိတာစံညွန့်โอเคကောင်းလိုက်တာအဘကျွန်တော်ဘာအဘရဲ့ဘယ်သူလုံးဟဲ့ကျွန်တော်ဘာကန်ချွန်မှာဩကန်ချွန်ကောင်းတယ်ဟဲ့မင်္ဂလာရှိတဲ့နာမည်လာခဲ့အဘကျွန်တော်ဘာဘယ်သူလုံးငါမွားပါဗျငါမွား9နိုင်ထိုးမှလာခဲ့ငါမွားဆိုသေးသေးလေးမင်္ဂလာမရှိဘူးအောင်မေးတာရှိလူကြီးတွေကအဲ့ဒါလိုမင်္ဂလာနဲ့နေခဲ့ကြတာကျွန်တော်တို့သမီးတွေသုံးတန်းရောက်ပါပြီမတူတော့ဘူး electronic ကိုပိုက်ပြီးမွေးလာတဲ့ကလေးတွေသူတို့ surrounding က electronic surrounding ဖြစ်သွားတယ်မြင်သမျှအရာအလုံးဟာမျက်စိနဲ့စဉ်းစားရတဲ့အချိန်ရောက်ပြီ visual thinking အုံနောက်ကဝင်လာတဲ့ electronic ပစ္စည်းတွေများလွန်းလို့ကလေးဝင်လာတဲ့ handset ကမနေ့ပြန်ပြလိုက်ပို့ပါပြီညနေဝင်လာတဲ့ handset ကနောက်တနေ့မနေ့မှပြလိုက်တာပို့တော့ဟောင်းသွားပြီလက်မလေးနဲ့နှိမ့်ပြီးပြောရလို့ thumb generation နဲ့လက်မမျိုးဆက်တွေဖြစ်ကုန်ကြပြီအကုန်ပြောင်းသွားပြီ CNN affected Al Jazeera affected သတင်းစုံလောကကြီးဖြစ်သွားပြီဟိုမှာဘုံကွေးတာဟိုမှာကားကြီးမီးလောင်တာတာယာကြီးမီးလောင်တာအကုန်လုံးကျွန်တော်တို့မြင်နေရပြီ The wall is flat ကဘာကြီးကပြန်းသွားပြီဘလုံးဝင်းကြီးလိုပဲဒီကိုယ်တိုင်နဲ့ဟိုဘက်ကိုယ်တိုင်လှမ်းမြင်နေရပြီ telecommunication ကသိခက်မိသွားပြီမြင်လိုက်တာ end of newspaper တဲ့သတင်းစာတွေသေတော့မယ်အင်တာနက်ကချက်ချင်းကြာ ready solution ချက်ချင်းအဖြေရတဲ့အတွက်ကျွန်တော်တို့ခလေးတွေစဉ်းစားမလားသေမလားလို့ပြောရင်သေဖို့စဉ်းစားတာမစဉ်းစားတော့ဘူးခလုံးနှိမ့်လိုက်ရင်ရောက်နေပြီအဖြေကရတယ်အဲ့တော့ ready solution ဖြစ်လာတဲ့အခါခလေးတွေကမစဉ်းစားကျင်တော့ဘူး instant culture တဲ့အသင့်ယဉ်ကျေးမှု coffee တစ်ထုပ်ဖောက်ထည့်3 in 1ကော်ဖီမှုန့်ရယ်နှုတ်မှုန့်ရယ်တကြားရယ်3မျိုးပေါင်းထားမသိခင်တော့ကျွန်တော်တို့3ခွက်တစ်ခါတွင်ကြိုတောက်နေ3 in 1ဆိုတော့နောက်တော့3မျိုးပေါင်းထားတာတဲ့တစ်ထုပ်ကော်ဖီမှုန့်ကရင်သွေးမှာပျော်တဲ့ technology ကိုသိသွားတဲ့အခါကျွန်တော်တို့အသင့်ပဲကျွန်တော်ငယ်တော့အမေကော်ဖီဖြော်ရင်အဖေကကော်ဖီတစ်ခွက်တော့ဖြော်သားဟေးလို့ပြောရင်အမေကရင်သွေးလေးတဲစူပြီးဆိုကော်ဖီမှုန့်ထက်နှုတ်စီလေးတစ်စုံထက်တခြားလေးနဲ့ထက်ချိုးတော့အဖေကချိုးမကြိုက်ဘူးဆိုတာသိတော့ရင်းနှီးနဲ့ထပ်ထက်ချိုးတော့ပေါ့သွားပြန်တော့တခြားထပ်ထက်နှုတ်စီထပ်ထက်ပေါ့ရင်းနဲ့ဓာန်အိုးလေပင်ရောက်လာတစ်ခွက်တော့ဝဖို့အရေးအခုမဟုတ်ဘူး instant culture ဘယ်ဟာမဆိုအသင့်အင်ကြီးဆိုလည်းပဲအရင်လုံးကလို့ဟိုဟာမဟုတ်တော့ဘူးဆက်ဆိုင်သွားအဲ့လိုမဟုတ်တော့ဘူးကျွန်တော်တို့ ready made tailor made မရှိတော့ဘူး ready made ကောက်ဝက်လိုက်ရုံပဲမမခောက်ဆွဲ3မိနစ်ပဲစောင့်အကုန် ready ပဲစိတ်နှလုံးတွေကလည်းကျွန်တော်တို့လူငယ်တွေဟာ instant ဖြစ်သွားပြီ instant culture ကောင်းစားလာတာနဲ့အမျှ instant ယဉ်ကျေးမှု instant community instant society
ဖြစ်သွားရင်ဘယ်လိုလုပ်မလဲကျွန်တော်တို့မိဘတွေထားခဲ့တဲ့ရိုးမြေကြပေါင်းကြပါစို့ထင်းပုံကောင်းချချစ်ကြပါစို့နူနူဝဲဝဲကျူးကျူးကန်းကန်းဒုနှစ်ယောက်ရဲ့မေတ္တာဟာဖြင့်ပါရမီဖက်ပြီးဆိုကြတဲ့ကသေရဗန်တဆုံးပေါ့ဆိုတဲ့မြန်မာတွေရဲ့စိတ်နှလုံးဟာဒီ instant society ဖြစ်သွားလို့တောက်ပြီးလွန့်ပြစ်တောက်ပြီးလွန့်ပြစ် throw away society ဖြစ်သွားရင်ရင်လေးစရာကောင်းတယ်မင်းကလေးကလည်းယောက်ျားလေးတန်ဖိုးမထားတောင်းယောက်ျားလေးကလည်းမင်းကလေးကိုတန်ဖိုးမထားရင်ကျွန်တော်တို့လူဖွဲ့စီပျက်စီးဖို့၅ပါးမှောက်ဖို့ပဲရှိလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ကတစ်ခါပူရပါတယ်တွေးရပါတယ်ပူကျွန်တော်ပူတယ်ဆိုတာဒါကိုပြောတာပါအခုနသမီးတို့ခက်ကျွန်တော်တို့နဲ့မတူတော့ဘူးဓာပြလေးကိုဟောသလိုမှပါရဲ့လက်ကလေးကအပေါက်ထဲထောက်လို့ထည့်ရတယ်ပလေယာကဟောဒီမှာ open ဆိုနှုတ်လိုက်ရင်လွှတ်လိုက်ဒီနှိမ့်လိုက်လို့ရှိရင်အထက်က eject လို့စာလေးကပေါ်လာပြီးအပြားလေးထွက်လာဟောလို့လေးတင်ပြီးရင် close ကိုနှိမ့်လိုက်အမ remote မှာ close ဆိုရေးထားတယ် reverse mentoring ပြောင်းပြန်တင်ရသက်60ကျွန်တော်ကသမီး3တန်းချောင်းသူဆရာတင်ရတယ် close ဆိုပိတ်လိုက်လို့ရှိရင်သူပြန်ကတ်သွားလိမ့်မယ်ကတ်သွားရင်ပပပဲသချင်းဆိုကြတယ်နံပါတ်14မှာသချင်း1နဲ့4နှိမ့်ဟောတာက1ဟောတာ4လိုက်ကြည့်ရတယ်ဟောဒီအလမှာ play ဆိုတာနှိမ့်လိုက်ရင်ပေါ်လာပြီပေါ့ပထမဆုံးပေါ်လာတာနိုင်ငံရေးဥတီချက်4ရက်ကြော်ပလိုက်ခလေးဆိုတော့တန်ဖိုးပဲသိလိမ့်မလို့ခလေးကတန်ဖိုးမသိလို့ကျွန်တော်မေးကျွန်တော်လည်းသိမသိသေးဘူးကြော်ရတာ3ခုရှိတယ်တဲ့အဲ့ဒါလည်းကြော်ပါတဲ့ရုပ်ကစိုးလည်းကြော်ရတယ်သူနာပြုဆရာမလည်းကြော်ရတယ်ခလေးကသင်ထားလို့တတ်နေပါပြီThe older you are, the less you know တကယ်ပဲကျွန်တော်တို့မသိတော့ဘူးကျွန်တော်ရောက်ခမာကြီးဇပြားလေး7နာရီထည့်ပေးထားတပည့်ကလေးပခုံးတင်တရားနာဆရာတော်ဖရာကြီးခဏရလို့မျိုးတဲ့မိသားစုထွက်သွားလိုက်တာကျွန်တော်ညနေ3နာရီမှပြန်လာအမေကတရားနာတော့ဟာအမေ7နာရီကနာတဲ့တရားမပြီးသေးဘူးလားဟာမင်းတို့ကိုတော့တရားလည်နေလို့ဟေးဟာဘယ်နဲ့ကိုတော်တရားလဲရမလဲအမေဓာပြားကဆုံးတော့အစအပြန်လာလိုက်ဆုံးလိုက်အစအပြန်လာလိုက်အဲ့လိုလားနေတာဩအဲ့လိုဖြစ်ပါလိမ့်မယ်ဟေးငါထင်တော့ထင်တယ်ဒီကိုတော်ဒီတပုတ်ထဲလှဲ့ဟောနေတာပဲမလဲဆွဲထူရတယ်ညောင်းကြိုက်နေလို့ဥချေတဲ့အသက်60ဦးကကျွန်တော်ပြောတဲ့ဘုန်းကြီးတဲ့ဥချေဘုန်းကြီးကထွက်တော့ချွေးမလုပ်တဲ့မင်းကလေးကရုပ်ရှင်ဒီဗီဒီယိုရုံကြီးထောင်ည7နာရီခွဲကြာနိုင်ငံခြားကားပြအဖေဒီကားကမဟုတ်ကဟုတ်ကတွေပါတယ်ဟောဒီမှာအမြန်ရစ်တာတွေ့လားနင်တို့ဟာဟဲ့ကျဟင်းကားတိကြလို့ဘူးတွေများလာရလားဟဲ့ remote control မသိဘူးကဲပါအဖေရတဲ့ဒါလေးနှိပ်မဟုတ်ကဟုတ်ကပိုင်းအဲ့ဒါနှိပ်လိုက်ရောဆိုကြော်သွားလိမ့်မယ်ပြီးတော့မှအလေကောင်ကဟောဒီအပြားကိုနှိပ်လိုက်ရင်သူကသူငကိုတိုင်းဖြစ်လိမ့်မယ်ငါမလုပ်တတ်ပါဘူးအေးဟိုအဖေကသမီးလည်းဒီမှာနေလို့ပဲကောင်းမှာမလို့ဟုတ်တယ်စာပြီးပလေးနှိပ်မဟုတ်ကဟုတ်ကသိမကြောက်ပေါ်လာဘူးလိုက်ရှာနေတာနောက်လှည့်ကြည့်တော့မဟုတ်ကဟုတ်ကတော်တော်ဖြစ်နေပြီဆိုတော့ remote control ပြစ်ချပြီးတော့ရေလဲပစုံနဲ့ TV ကောက်အုပ်သေချာဆုံးပဲမြန်မာနီးမြန်မာဟာဟာဘာကြီးဘာလို့တော့ခင်ဗျအဲ့ဒါကြီးဖယ်စမ်းပါခင်ဗျနေစမ်းမောင်ကွာမဟုတ်ကဟုတ်အော်ခင်ဗျကျွတ်တော့မဟုတ်ကဟုတ်ကလာကြည့်တာအမြကပိတ်ထားဘာကြီးမမိုက်သေးဘူးဖယ်စမ်းပါနေစမ်းမောင်ကွာဟာနေဦးဟာပစိုးလေးလှကြည့်ဟာနေဦးဟာနေဝမီစိတ်ညစ်လိုက်တာကွာတဲ့တကယ်မသိတာမသိကြတော့ကျွန်တော်တို့ကြည့်ရတဲ့ဘောကအဲ့လိုမှမဟုတ်ဘဲနဲ့ကောင်းလက်တဲ့ဓာပြားကြီး2မိုင်လောက်ကဖွင့်နေဆိုရင်စပင်းကိုဒုတ်တက်ပြီးရောက်အောင်ပြေးတာစူးလေစူးတွေကစူးလို့ဟိုကြထွင်ပေတော့ပဲစပင်းဒုတ်တက်ပြီးပြေးတာစပင်းကဒီကိုရပြေးတယ်ထင်တာကိုပြေးရတာမသိဘူးမောလို့မောမှလည်းမသိဘူးဟိုကြတော့ဟုတ်တယ်ဟုံးကြီးနှလုံးချိတ်နေပြီမကြီးပင်ပေါ်မှာအမလေးဟုံးချိတ်တဲ့လူကလည်းပါဝါကြီးလိုက်တာသူ့ဝိုင်းကြည့်နေရဟုံးတက်ချိတ်တဲ့အပင်ကမကြီးပင်အောက်ကမော့ကြည့်တာအုတ်ရှိသေးနှလုံးနဲ့ဒီဆရာကြီးကျေးဇူးနဲ့ကြားတော့မယ်ကောင်းတယ်လှဲ့ကောက်တယ်ပထမဆုံးရေခင်းရိုက်ပြီဆိုတော့မှ
ဘုန်းကြီးကျောင်းနဲ့ကြွေကြနေတဲ့သီးသီးတွေလိုက်ကောက်အိမ်ကပါလာတဲ့ငြိုသီးမှုန့်နဲ့စားရင်းနဲ့ဖြူသီးသီးစားရင်းနဲ့နားထောင်ရတဲ့ဘဝတွေဘာမီဒီယာမှမရှိဘူးမင်းသမီးကြည့်ရင်အမေစရင်သွားကြည့်ရတဲ့နတ်ကတော်ကြီးသက်80ကျော်ကြည့်ရုပ်ကလေးကသေးသေးလေးဖလားကြီးကြီးသူကဓမ္မပတ်စံများများစမ်းမှာသာငောင်းကိုနေမှာပါလို့အလိုရှင်လူတော်သံကောင်းကိုသံကောင်းကိုနေမှာပါလို့အရာကလေးကိုရဲ့အာမနာအိမ်နေခြင်းကိုရဲ့အာမနာမတော့ရရင်သီလဆောင်နေကိုကြောင်းတကားလို့ကိုကြီးကျော်နတ်ချင်းများဆိုရင်အမေကချွေးကနေနှစ်ချက်ထုတ်ပြီးနေပြီကျွန်တော်တို့အမေမုံလက်ဆောင်တောက်ရှင်လို့ပြန်30လောက်ဆိုခောက်ဆိုခောက်နတ်ကြလည်းကြောက်ပါသေးတယ်ယနာ3ပါးလည်းစိကပါဤနတ်ကိုလည်းကြောက်ရပါဤအဲ့လိုကြည်ရတာကျွန်တော်တို့တခါတလေရောက်လာတဲ့ပွဲပနာမအပြူတော်ကြောဘွိနဲ့ကကြရမိုးအလင်းမျက်လုံးကိုပြူးနေအောင်ကြည့်ရနောက်9နှစ်မသေးကြဘူးနောက်10နှစ်မသေးကြဘူးအပြူတော်လုတ်တဲ့နတ်ဝင်တယ်အပြူတော်ကကြောဘွိကောင်းပေါ်တင်ပြီးကတရားတိုင်နေကြီးတော်မှဒီစနစ်တွေသိမျက်နှာရှိထားကတော့ရွာတော်ရှင်နေတော်ရှင်တိုင်တာပေါ့ဟောဒီပွဲကြီးဟာဖြင့်အောင်မြင်ပါစေနှောက်ယှက်ကင်းပါစေစောင့်ရှောက်ကြပါဝိုင်းညွန်းကြပါစသဖြင့်ရင်မနာထားပြီးကတဲ့အခါကျဟောဒီပွဲကြီးကိုတိုင်တာပေါ့ငါးပါးသီလမြဲကြဟေတရားသာသနာရောက်ပါဟဲ့နတ်ကတော်ကပွဲကြီးကိုဆုံးမတာသာသနာဆိုဆုံးမခြင်းနတ်ကတော်ကလည်းဆုံးမတယ်ကိုဇနီးကိုလင်သားသစ္စာကြီးကြဟဲ့အိမ်တော်မကျော်မနှင်းကြနဲ့မမိုက်ကြနဲ့အရက်သေးစားမတောက်ကြနဲ့လို့နတ်ကတော်ကဆုံးမတယ်ကျွန်တော်တို့လူဖွဲ့စီထမင်းမနောအောင်ငပြောနဲ့သဘောဖြူစင်ထမင်းမနောအောင်ငပြောနဲ့သဘောဖြူစင်ကျွန်ုပ်ကတင်းစီဝင်းထုံငါမပါလားဟုတနာရဲ့ခံနန်းဆောင်တဲ့သခင်မြို့ရွာကိုပိုင်အိုးဆိုပါတဲ့မြတ်မျိုးရှင်မြို့ရွာကိုပိုင်အိုးဆိုပါတဲ့မြတ်မျိုးညီလာခွင်နန်းတောင်ကြီးရှင်ဥသုံးချိန်တင်မဲလင်းဖြင်ကြောနနန်းရဲ့ကွန်စင်ကကြည်တော်ရှိကျွန်းတော်မျိုးတို့ဘုရားတို့မပါဒူလေးရဲ့ရှင်ကပြိုင်ပေါ့ဒီလိုသချင်းတွေပဲရှိတယ်ကြည်ရတယ်ရွာရှိထွက်လိုက်တော့ပုတ်ပါတောင်ညွန့်ရွာအနောက်ထွက်တော့မုံချောင်းကရေကြည်စရာဒီ2မျိုးပဲရှိတယ်အမေကပခုံးပေါ်လက်တင်နတ်တောင်ဘယ်မောင်တင့်တယ်နတ်မောင်နှမဒီတောင်ကြီးမှာဆန္နာသားရဲ့ရွှေဖြင်းဦးနဲ့အချင်းစိလို့ဖြင်းကြီးဖြင်းငယ်တဲ့ညီကို2ပါးကလည်းဒီမှာမွေးတာအမေကပုတ်ပါတောင်ကြော့တဲ့အခါကျွန်တော်တို့ကလည်းလိုက်ကြော့ရတာကျွန်တော်တို့စတုပ်ကအမှန်ကျင်းတယ်ကျွန်တော်တို့အမေသင်ပေးတဲ့သမိုင်းအမေသင်ပေးတဲ့ပထဝီအမေသင်ပေးတဲ့ကျွန်တော်တို့ပတ်ဝန်းကျင်နေလုံးနေညနေစောင်းတော့အမေကျောင်းကိုသွားရတယ်ကောင်းကင်ကြီးဟာကြောက်သင်ဘုံပေါ်ကျေဝါလုံးတွေရေးရတယ်အမေ University အမေတက္ကသိုလ်အမေစာမတတ်တော်လည်းပဲကျွန်တော်တို့အမေရင်ခွင်တွေကကဘာလောကစီကသင်ရတဲ့ပညာနဲ့ကျွန်တော်တို့ကြီးခဲ့ရတာကျွန်တော်ဘာမှမတက်ခဲ့ကြပါဘူးဘဝမောင်တင်တဲ့နတ်မောင်နှမရဲ့ပြောစမ်းမြောင်တဲ့နန်းနန်းကြီးတွေရှိရာဌာနဝဲပောက်ကံပြေကိုပန်းတော်ဆက်တဲ့ကိုပြတ်တာနဲ့မေဝနာတို့ပြောစမ်းရဝဲချစ်ကျူးသွေနှောင်းရွှေဖြင်းကြီးနှောင်းဖွာရာဒေသကိုယ်ဒီသချင်းမရှိတယ်အဖေကမယ်လင်းနဲ့ဆိုပြလဲတာပဲကျွန်တော်တို့14နှစ်သားလောက်ကြတော့ဟိုးငင်းကြံတဲ့ကမြင်းစချမ်းကကိုကြီးကျော်တဲ့သချင်းရေးဆရာဆင်းရင်လိုက်တာချိန်ကောင်းမရှိလို့
ညောင်ရီအိုးတဲ့လက်ဖက်ရည်လေးဝယ်ပြီးညောင်ရီအိုးနဲ့တောက်သွားခဲရံလေးထုတ်ဗလာစာအုပ်လေးနဲ့ရေးတာသူချင်းလေးကနွားတင်းကုတ်ထဲနေရချီလီတဲ့ချီလီအမီမှဟိုတောင်တန်းကျော်လှမ်းလို့သာခြေပါလေလေးအညွတ်ရွှေဘူးကဲမိုးပန်းရီပန်းတိုက်အဲ့ဒီနွားတင်းကုတ်ထဲရေးခဲ့တာကိုကြီးကျော်တောင်တော်ရွှေပုတ်ပါဆိုတဲ့ချင်းကလည်းအမှန်နာမည်ကြီးတယ်ရုပ်သေးဝဲသွားရအောင်ဆိုတဲ့ချင်းကလည်းနာမည်ကြီးတယ်ဒါပါတော့စလင်းနဲ့တရားလောက်ကြတော့ကျွန်တော်တို့စောစောကပပဲမောင်တင်တဲ့နတ်မောင်နှမရမဟုတ်တော့ဘူးသကဝါပန်းနေတဲ့သကဝါတော်ကြီးသကဝါတောင်ကြီးအဖြစ်ခံစားတတ်တဲ့နှလုံးသားနဲ့အဖေတို့ကပြောပြီသီရိမင်္ဂလာအညာမြေဤမန္တိုင်တောင်သုံးလုံးဆိုင်ထက်ကုန်းမုတ်မုတ်မာကြွားခုံးလို့ရှင်ငါပြိုင်အိန္ဒနီလာပြပြမိုင်းမောက်မြခနောက်သူဆိုင်ခနောက်ကလေးနဲ့တူတယ်တဲ့မိတောင်ပုပ္ပတောင်မကြီးကပွန့်ထွက်သွားလိုက်တာ volcanic eruption ပေါ့မိတောင်ကြီးပွန့်သွားလိုက်တော့ဘူးလေးသုံးဘူးနဲ့အထက်မှာတွင်းကောင်းကြီးနဲ့ကြံခဲ့တာမိဘူးလေးနဲ့တူတယ်တဲ့ကိုကြီးကျော်ကခနောက်နဲ့တူတယ်ပေါ့မြင်းညာခရိုင်တစ်ခုရီတော့တောင်ပုပ္ပကပိကြောက်စာတိုင်းနဂါလင်းချောစကသကဝါတောင်တော်ပန်းကိုင်းလှမ်းစုပမီရဲ့ပန်းကဝေးတယ်ဘယ်သူပြိုင်လို့လှပါတော့နိုင်ဘယ်သူပြိုင်လို့လှပါတော့နိုင်ဘဘဥဒုခကအဲ့နာမယ်ပတ်စံ900ပေးပြီးကိုအေးကျော်စီဝယ်ခဲ့ကိုကြီးကျော်တဲ့ကျွန်တော်အဲ့စလုံးရှစ်လုံးဝယ်ခြင်းပါတယ်ကျွန်တော်900ပို့လိုက်ပါပြီအဲ့900အများကြီးပေါ့ရန်ကုန်လည်းကြွခဲ့ပါဗျာရွှေရုံဖះကြီးဖူးလှဲ့ပါဆိုတော့ကိုကြီးကျော်ကမန်နီအော်ဒါမှာစာပြန်ရေးတယ်ငွေ900ရရှိရန်ကုန်ကိုမလာခြင်းပါအေးကျော်အဲ့ဒါလို့မြန်မာမှုတွေနဲ့ကျွန်တော်တို့ကြည်ရတယ်ထားပါတော့ကျွန်တော်တို့ဒီလိုကြီးချင်းတည်ပဲနဲ့ကျွန်တော်တို့အတွက်များ national identity ခေါ်တဲ့အမျိုးဇာတိဥပဒေလက္ခဏာနှလုံးသားတွေရောက်လာများလားမဖွံ့ဖြိုးနှိမ့်ကြခြင်းတည်ပဲနဲ့ကျွန်တော်တို့အမျိုးဇာတိဥပဒေလက္ခဏာကိုစုပ်ကိုင်မိရတာဖြစ်ရလားလို့တစ်ခါကျွန်တော်တို့တွေးရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပြောင်းသွားပြီကျွန်တော်တို့သမီးလေးကိုဆရာမင်းဦးရဲ့ကြပြာစာအုပ်တွေမဟာဗုဒ္ဓဝင်စာအုပ်တွေဆရာမင်းသူဝင်ရဲ့ကလေးကြပြာတွေမဟာဗုဒ္ဓဝင်နဲ့ဆရာတင်မိုးရဲ့ကလေးကြပြာတွေစာအုပ်လေးတွေဝယ်ပေးရုံမကကျွန်တော်တို့ကလည်းဘာသာစိတ်သာသနာစိတ်မှကြားရစီတော့လို့မေကကလောင်ချဖေကကလောင်ချသမီးလေးနဲ့တခါတလေအမျိုးဘာသာသာသနာစိတ်သွင်းပေးရတယ်ကျွန်တော်တို့မဖြစ်မနေလောက်ပါဖယားကိုပင်ကန့်လန့်တိုက်၍မိုက်နေပုံကိုစိုးနေပုံကိုဘဂဝါဖယားကသာဒေသနာတရားပြကအဲ့ဒီတော့ဘကပြမမန်စပဲချလို့ရှိခိုးရတာမေတ္တာဓာတ်နဲ့ဗုဒ္ဓမြတ်စွာအောင်တော်မူခြင်း8ပါးထဲမှာစင်စမာနဝိကာကိုအောင်တော်မူတဲ့အာလောကဘလူကိုအောင်တော်မူတဲ့မနတ်ကိုအောင်တော်မူတဲ့နန္ဒောပနန္ဒနဂါကိုအောင်တော်မူတဲ့စသဖြင့်အောင်တော်မူခြင်းတွေထဲမှာဘကဗြဟ္မာကိုအောင်တော်မူခြင်းဟာဘုရားရှင်နဲ့ဘကဗြဟ္မာရဲ့အယူဆတိုက်ပွဲပဲ ideology တိုက်ပွဲပေါ့နှစ်ကိုဂရေနဲ့ခြီးပြီးဘကဗြဟ္မာကအသက်ရှည်လုံးလို့လက်ဆက်တတ်တော်ရှင်ကြီးဂေါရမဟောနေတဲ့လက္ခဏာကြီး၃ပါးအိုခြင်းနာခြင်းသေခြင်းဆိုတာမဟုတ်ပါလားဂေါရမရဲ့တရားတွေမှားနေပြီငါဘယ်မှာသေလို့လဲငါရဲ့ပရိသေတွေတောင်ငါမမှတ်မိတော့ဘူးအဲ့တော့သူနဲ့အလားတူဗြဟ္မာ9ကျိတ်နဲ့2ပါးစုပြီးတော့သူကလည်းပါတီထောင်တာပေါ့ဗြဟ္မာပါတီပေါ့ဘုရားရှင်ကသူဉာဏ်တော်နဲ့စင်ကြင်ကြည့်တဲ့အခါအိုးဘကဗြဟ္မာကတော့မှားနေပြီအိုးဘကဗြဟ္မာရဲ့မင်းကလှောင်အိမ်ထဲမှာရှိတဲ့ငှက်အပြင်မှာလွတ်လွတ်လပ်လပ်ပြန်နေတဲ့ငှက်တွေငါလှောင်အိမ်ထဲကိုဝင်ခဲ့ကြဒုက္ခချမ်းသာဆိုတာလှောင်အိမ်ထဲမှာရှိတယ်လို့ပြောနေတာနဲ့အတူတူဖြစ်နေပါဘောလားဘုရားရှင်ကရှေ့ချွတ်တယ်မင်းကအသက်ရှည်တာကဘယ်ပုံမှန်တော့
Benegari Babu Maruma, Shigari Babu Maruma, Sadapin, Payashing, two, a tick sound be Horeka, Baka, Piamaga, Tuto de the meal Piopia. Payago, Vengalanta, my neighbor soon neighbor. The North Mia made a Payagalanta that she didn't know the Babashido, like Paya to go so, the Calisero. She about the Mia. Payagalanta, Paya Pyong Pierre, Mamma Shivan. And now she did me Alida. But anyone beautiful. Monday, Somasara, Malone, a ye Leonard the Tragedy. Son Sergeant Bianjazo. That's why Paya along the she did a Pianjane, Luria Pianjane. Upe Griba Dingan, Willow Yavare Potava Ayong, then the loud of Quimpuma Gama, Sadapin. That's why Paya, Brenny Bandama, Desota, Malama, Debu, Pianjane, Luria Pianjane, Tadanarago, some shout Keja, the Siataga Ruya. Emadan Jimia, Name, Jesus de Ajam, Janu Tadanadi. A Mianga Bianga Mashibabu, the Kataka Mania, Mia Letema, Tanaro, Nunon and Hunongeraba. Mingo Mimia Letejaro, the Gonging, Zanu Bianga Dana, Nebona Tangaya, Jo Kigo, Piansenza, Giro Mujava. The no Dana Kausha, Pian the Lube, Name like Minline, Pianara. The Rupa Kong Tambi Pianara. Tila wanta boku mea pieto enzeli karani yo leu chimu shikojinga taito tangaro shentu mea meane sayane daga nyi nya tangwe jalo diganiti palada tamiu shimbya phaya ko le kanlan dai taya ko le kanlan dai yo maka bu tanga ko le kanlan dai ni ja bi po janere pha da be ong dai ngwan ne Monetaniati, the show Messiah, they say, Bobo Mamane, looked at Lua, looked. Generua, Naruba, Naru, Dadana, Yellow. Lumatazi Jamu, General Alon, the some shawali me. Jesus, although Lona, old the honey, some shawali me. General Hananga, Hiburam Hopao. Come at it, Nangano would chit it, Nangano, a Juma, some genie, Jare Pokuri, Nima Anyama, Loni Javali, Tiba. The true leve, Nezay Maconian level. My chin they do the she did it. Langaro less same child. I jump. She will go down. Pound she look. No one do lemon the dollar. No? Suzajiba. No? General, I jump. Pure messon, may I be over me? I don't. Nangan the man never means what chadre. The Bona Town, Pukit, Yazu, Saragu, Nesati Yazu, Nebona Town, Yonan, the miner, General, the one Georgia, Nigeria, Lumualo, Seniboma the Choke, Microphone in a monkey, the Gambon in a Biora, Jabu Mapo. How about it, Langan the miner, Nebona Town Shiba, Imodan Kainet, Langan the mine, Imodan Laget, the mine Chigabare. Those are 11 Nippon, Netown. Pianji, Lola Ya Jendi, Chelsea, Beside. Nangan the mine, Sala and General, Pa, Matula Yare Galaham, Majadi. Lola Yada Majadira. Asua, Conapola Shipola Shibi. Savara to Madura, Soya to do. But it is an Alma. Go make go chance will be met leve, Shimbayan Dayan, Shimbayan Pit, Chima. Luzu the cool Jehovah at the Shimbayan Pit Lara. Nibong the tongue go jare. But you know, a mind of Pit Nida, Nibong the tongue go ya. Trying to be damn saying that Muipansa, the Mesa, the Senzaya, the Minzaya, the Lila, the Libyan Coare. Outdone Javis, I looked you were breathing it, Nibong the tongue go ya, don't know the Lulu, saying like that Tati Lano. Menomi let it, do the not look there. Maybe we are when that time be when we a cho charge, shut down a cho did it. But you got Chanda and Chanda, time be a more than I'm more. The native away, too wow.
နှစ်ပေါင်း1900ဟောက်တောင်ငူသစ်တော်ကဟောက်ရှမ်းပြည်သစ်တော်ကသဇင်ပန်းကလေးတစ်ခက်တောင်တခြားဟာကျွန်တော်မပြောတော့ပါဘူးသဇင်ပန်းကလေးတစ်ခက်နန်းတော်လေးလာပို့ပြီဆိုတာနဲ့စော်ဘွားများကလာပြီးတော့ရွှေအစ်တွေငွေအစ်တွေနဲ့လာပို့ပြီဆိုတော့မင်းမိဘုရားကအရင်ပန်းရတယ်မင်းမိဘုရားမပန်းမဲနဲ့အိမ်တော်တွေထဲမှာသဇင်ပန်းရောက်နေတယ်ဆိုရင်ဟောဒီဈေးထဲမှာသဇင်ပန်းပန်းနေတယ်ရောင်းနေတယ်ဆိုရင်သေရအောင်သာကြံတော့ဘဒုံမင်းလက်ထက်ကအမိန့်တော်တောင်ရှိတယ်မင်းနေပြည်တော်နဲ့ဝေးကြည့်ရဲ့လို့တောင်ငူလောက်ကမင်းကလေးတစ်ယောက်ကသဇင်ပန်းလေးဆက်စုတောင်းချိုးမပန်းဝဘူးမင်းအာနာကြောက်ရတယ်သဇင်ပန်းတစ်ပွင့်တောင်မှလွတ်လွတ်လပ်လပ်မပါနိုင်တဲ့စနစ်တွေနဲ့ကျွန်တော်လူမျိုးကျွန်တော်တို့တိုင်းသူပြည်သားတွေနေရတာတချို့ကနေပြပြတချို့ကဖြူဝါဝါတချို့မှချိတ်ပွင့်တချို့မှပန်းရင်တို့ပင်စင်ပန်းပြန်ဘွဲအမိခံရင်တို့ဝေယနာမြင်ပန်းတိုင်းတင်မို့မြို့မင်းစားလိမ့်မပါပဲဝေရစည်းဖြင့်ရောင်းလို့များမြင်မလားသေခြင်းသေးရှင်ချင်းရှင်အင်မတန်ရာဇဝတ်တော်ခံရမည်မြတ်ပန်တော်ပန်းခိုင်လုံးလန်းကိုဟိုလောင်ပန်းဝင်ဘေကုံညာဝင်းမလို့မြို့ဝန်မင်းစားလိမ့်မပါပဲမြို့ဝန်ကဒိန်းဆိုရောင်းတော့ဟာလို့တစိမ့်မပါပဲရောင်းလို့ကတော့သေရင်သေရှင်သေရအောင်သာကြံတော့ပန်းလေးတစ်ပွင့်ပန်ရတဲ့ဘဝဒီတောင်အဲ့လောက်ဆိုးခဲ့တယ်ဒီဘက်ကျွန်တော်တို့ခစ်တွေမှာကောလွတ်လပ်ရပြီးတော့လဲလွတ်လပ်ရေးနဲ့တူပါလာတဲ့တောင်းချမ်းသူပြည်တွင်းစစ်တောင်းချမ်းသူကဘလောက်များတယ်လဲဆိုအယောင်နဲ့ပြောလို့မရဘူးရောင်စုံသဘုံနဲ့တခါတည်းနာမည်ပေးထားတယ်ကာလာကြီးများလုံးလို့စက်ရောင်နေတောင်ပါသေးပေးလိုက်ပြီပြည်တော်စုအစိုးရတဲ့အိမ်ဆောင်အစိုးရဘယ်အိမ်ကိုဘယ်သူကစောင့်မှန်းလည်းမသိနော်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရတဲ့အမရီပါတီအစိုးရတဲ့နိုင်ငံတော်ညီဝတ်ပြည်ပြမှုတိဆောက်ရေးအဖွဲ့အစိုးရတဲ့နိုင်ငံတော်အေဂျင့်သားရရေးနဲ့ဖွံ့ဖြိုးရေးကောင်စီအစိုးရတဲ့ကြည့်တော့လေသူတို့ပဲဘယ်အစိုးရကမှလက်ဆက်တတ်မသွားတိုင်းပြည်ကိုနိုင်ငံရေးမပေါ့စဉ်းစားကြည့်ပါစောစောဟိုတောင်ရဲ2ယောက်တွေ့လိုက်တာပဲနော်ဘယ်အစိုးရမှလက်ဆက်တတ်မသွားဘူးပရိကြီးလည်းဝင်ချိတ်ထားတဲ့ပုံကလည်းလက်ဆက်တတ်မသွားဘူးပြည်တော်သားရမိတယ်မသားရလိုက်ပါဘူးလူတယောက်တိုက်တလုံးငွေ800ကားတစ်စီးနဲ့လှဲချမ်းတောင်မရလိုက်ဘူးမြန်မာနီးမြန်မာဟန်ဖြင့်ခင်မီဆိုရှယ်လစ်လောကနိဗ္ဗာန်သို့အဲ့ဆရာကြီးလဲပျောက်သွားလိုက်တာဘယ်ရောက်သွားမှမသိအခုတော့မရှိတော့ပါဘူးခင်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးစီသို့တဲ့အဘကတော့ဘယ်နာရောက်နေမှန်းတော့မသိဒီနေ့တော့ဒီမိုကရေစီအစိုးရရွေးချယ်တင်မြှောက်ပွဲအစိုးရကျွန်တော်တို့မဲရပြားထည့်ပြီးရွေးထားတဲ့အစိုးရဂျာနယ်ထဲတော့အဲ့လိုရေးထားတာပဲတိုင်းပြည်ကဒီမိုကရေစီတန်ကြတော့ဝန်တာတာပေါ့သူမနာကြောဒဏ်ရာတွေနဲ့တစ်သက်လုံးဒုက္ခရောက်ခဲ့တာဝန်တာပြီပေါ့ဒါပေမဲ့တချို့ကလည်းမယုံရဲသေးဘူးနေဝင်းမြင်မင်းတို့စာရေးဆရာတွေဆိုတော့ဟုတ်လားဟာအဲ့ဒါဆရာဖေမင်းတို့မေးရမှာပေါ်လေလွှဲချတယောက်ကသချင်းထဆိုတော့ငါတော့မယုံသေးဘူးကွာအပြစ်မတင်နဲ့ဟုတ်တယ်နှစ်ပေါင်း60ကျော်ပြီယုံတော့ဆရာလူလည်းတယောက်မှမတွေ့ခဲ့တော့ဘယ်သူမှမယုံတယောက်ကသချင်းထဆိုတယ်တနေ့နေ့တော့တွေ့လာလိမ့်မည်သို့တော့ဘယ်နေမှမသိလွမ်းသေးရတာကြာခဲ့ပါပြီလွမ်းတဲ့ရက်ကြီးကြာမနေနဲ့ခမရအလွမ်းနေစမ်းရည်တဲ့မျောလိုက်တော့ဒါတကယ်ကျွန်တော်တို့ clean governance good governance clean government အင်္ဂလိပ်လိုပြောတော့တော်သားတွေကကျွန်တော်မေးတယ်သမထရဲ့အင်္ဂလိပ်လိုပြောတာဘာပြောလိုက်တာတော့မပြောတတ်ပါဘူးဗျာ
သူလည်းဘာသာမပြန်သေးလို့နဲ့တူပါရဲ့တယောက်ကတော့သချင်းချဆိုကျွန်တော်တို့မယုံတာလည်းပါမှာပေါ့မင်းရတာပြောနေပါကွာနောက်တစ်ခါလာပြန်ကြည့်သေးဟဲ့ဝေးတဲ့အမမဟုတ်ပါဘူးဒီကတကယ်ကျွန်တော်တို့လူထုအစိုးရပါပြောရနော်ထားပါတော့တယောက်ကထစိုက်ဆရာဆိုသိမကြည့်ဘူးလေသမားကျွန်တော်တို့ထပြီးတော့အဲ့လိုထောင်းကနေမေးမင်းတို့ကအခုလူထုအစိုးရပြည်သူအစိုးရပြောနေတို့လေတွေသိန်းလုံးမှမမအဲ့ဒါသိန်းလက်ဆန်နဲ့သိန်းနေတာပါခင်ဗျာတယောက်ကပြောတယ်မင်းကပြောနေတက်တော်တွေမရှိတော့ပါဘူးကွာခုတ်လက်ဆန်နဲ့ခုတ်နေတာပါဗျာကျွန်တော်တို့လည်းဘယ်တော့မှရက်သွားမလဲတော့မသိဘူးတိုင်းသူပြည်သားများကနေဝင်မင်းကြီးနေရတော့မောင်းကောင်းကောင်းမထောင်းရဘူးပွဲကောင်းကောင်းမကြည့်ရထမင်းကောင်းကောင်းချက်မစားဘူးနေဝင်ပြီဆိုရတဲ့ကောင်းပေါ်တနှက်ကြည်စံနေဖြတ်မိခွက်ကလေးမှုတ်ကြဲအောင်နေကြတာတနာစရာသိတ်ကောင်းယရနာဘုံခက်ကတန်ချက်ထိုးတယ်ဘယင်းနန်းတွင်းစာဆိုရရေးဖုံးတော်ကြီးလို့သက်တော်ရှိဒုရဝီရေချမ်းအိုးကြီးတဲ့တိုင်းသူပြည်သားတွေကပြန်ထိုးတယ်ကိုရမှာဖုံးတော်ကြီးလို့သက်တော်မရှိဒုရဝီရေနွေးအိုးကြီးတဲ့နော်ဟုတ်တယ်တစ်စလုံးရေနွေးအိုးလို့နေတာနော်မနစ်တနေ့ကနန်းတွင်းမဲ့ကြည့်မန္တလေးနန်းတွင်းမှာအမရဗုဒ္ဓကနေပြောင်းမန္တလေးမှာအရှိဘက်မှာနတ်ထိတ်တောင်မှာဖះနောက်ဘက်မှာအေယာဝတီမြစ်ပါဖះမြောက်ဘက်မှာမရိယာမြစ်ကစီးစင်းလို့တောင်ဘက်မှာတော့ဖြင့်ဒုဋ္ဌဝတီမြစ်ရေရှင်များဝိုင်းလို့ရွှေလောင်းချောင်းမဟာနရီချောင်းကံတော်အဓိကရချောင်းစတဲ့ချောင်းများနဲ့ရေရှင်များဝိုင်းလို့အင်မတန်ပြန်ပြူသာရတဲ့အရက်ပါဗျာမန္တလာဆလပြန်ပြူသာရလွန်းလို့စီမျက်နှာကဲ့သို့ညင်ရတဲ့အရက်မှာမြန်နန်းစံကျော်ရွှေနန်းတော်ကြီးဆောက်လိုက်တာဗုဒ္ဓင်ကူရမြတ်စွာဘုရားအလောင်းမှုလို့သာဒီလိုနိုင်ငံတော်ကြီးထူထောင်နိုင်တာပါဗျာဘယင်ကိုမြှောက်ပေးလိုက်ကြတော့မဟာဂီတာထဲမှာမန္တလေးမြို့ပွဲပုတ်40လောက်ရှိမင်းတို့မင်းရဲ့လည်းနှာခေါင်းမွေးထောင်းနေပါသဘောကျဗုဒ္ဓင်ကူရမြတ်စွာဘုရားအလောင်းမှုလို့သာဒီလိုနိုင်ငံတော်ကြီးထူထောင်နိုင်တာပါဘုရားလို့ပြောတာသဘောကျတာပေါ့ဗုဒ္ဓင်လောင်းမှုမြို့နာတီထောင်မင်းမြနောင်ကုန်းပေါင်းနေညွန့်သွေကုန်းပေါင်းနေညွန့်သွေလောင်မင်းတရားကြီးကဆင်းလာတာပါဘုရားဘိုးလောင်းတော်ဘွေးလောင်းတော်များကလည်းအာရိစ္ဆဝန်သားနေမျိုးနတ်နွယ်ကဆင်းလာတာပါဘုရားဘယ်ကမှမဝဲရွှေဘိုးကသူ့ဟာသူတောသားပဲသို့တော့ဘယင်ဆိုတော့ဆင်းလာတာကောင်းပြောရဗုဒ္ဓင်လောင်းမှုမြို့နန်းတီတော်မင်းမြနောင်ကုန်းပေါင်းနေညွန့်သွေဒီပါမြေပေါ်ကျော်နှံ့ရေဖုံးတော်ဟုံး6ဘုံ၌ရွာလွန်ပြန်မွေးလို့ဘေးတော်မြေမှာထီရဇာနဲ့တန်ခုခါ၍ရွှေဖုံးတော်နေလာဝေဖြာမလည်းရနရွာရည်သူအေးနရွာရည်သူအေးလို့မဟာဂီတသချင်းနေမန္တလေးမြို့ဖွက်လိုက်တာသို့တော်လည်းပဲမင်းတို့မင်းကြီးကိုပဲပြန်ကြည့်မိဖုရားကစရင်ပေါက်59ပါးစရင်မပေါက်က49ပါးတဲ့မိဖုရားတရားကျော်ပခက်အားရတယ်မရှိဘူးတပြွတ်ပြွတ်မွေးလိုက်တာမြတ်ပခက်တင်ပြီးတော့စင်ယူးနဲ့လွှဲရတာအထင်းတော်အရတော်ခြီတော်လေးနဲ့နိုရင်းတယ်တွေနဲ့မိဖုရားတပါးကိုလူ20 30ပေးထားရတယ်စံတော်ရှင်းတဲ့လူဘောတော်ထမ်းတဲ့လူရင်တော်ထမ်းတဲ့လူထီမိုးတဲ့လူရွှေသင်ဖြူငွေသင်ဖြူတွေနဲ့ရွှေအချင်းတရားမိဖုရားဖြစ်တယ်နဲ့ဘယ်ကကောက်လာတန်းပေးရအဆောင်ရမိဖုရားတဲ့ဆောင်းကြီးရမိဖုရားတဲ့ဆောင်းငယ်ရမိဖုရားတဲ့နန်းကြီးရမိဖုရားတဲ့နန်းငယ်ရမိဖုရားတဲ့မြို့စားရွာစားမိဖုရားတဲ့အစိုးဆုံးကတန်းရမိဖုရားတဲ့ကောက်ထားသမျှတန်းရတစ်လုံးဆောက်ပြီးအကုန်ပြုံထည့်ထားပုံရမွေးလိုက်တာဘယ်မိဖုရားမှယောက်ျားလေးမွေးပြီဆိုငါသားဘယင်ဖြစ်ရမယ်ဆိုတော့စိတ်ပဲရှိတယ်တိုင်းပြည်တစ်ချက်မှလှည့်မကြည့်ခဲ့ပါဘူးငါသားဘယင်ဖြစ်ရမယ်ဆိုချောင်းနေတာဘယင်အသေးချောင်းနေကြ
အဲ့ဒီမင်းကြီးမင်းသား80ကျော်ထဲမှာမခေယမင်းသားကြီးလူညောင်းအုပ်လူညောင်းရန်လို့စသဖြင့်ဗရိမင်းသားတို့ဒီလိုမင်းကြီးမင်းသားတွေနန်းတွင်းမှာအပြိုင်ပြိုင်ရှိတဲ့အထက်ကသီပေါမင်းသားကိုသဘောကျစင်ပြုရှင်သမက်တော်ရတော့မယ်ဆိုတဲ့အခါသီပေါမင်းသားကဒီပလိုမာရထားပါဗျာဗာဒီပလိုမာလဲပထမကြီးအောင်တဲ့နန်းတော်ရှိတဖွားမှပြင်ထွက်ဘူးလားမဟုတ်ဘူးမုံကုတ်ကုတ်ပညာလည်းမတက်ဆရာမကြီးเจ้าမှအင်္ဂလိပ်စာသွားသင်ပါတယ်ထုတ်ပါတယ်တကယ်လည်းဘာသာပထမကြီးအောင်ခဲ့ပါတယ်ဒီအောင်ခြင်းနဲ့အတူအစိတ်စိတ်အမှော်မှာကွဲနေတဲ့မြန်မာနန်းတွင်းမှာတိုင်သားကိုင်းနဲ့ကင်းဝန်ကိုင်းနဲ့လှေသင်းတွင်းဝန်ကိုင်းနဲ့စုဖျားလာကိုင်းနဲ့စင်ပြူမရှင်ကိုင်းနဲ့ကွဲလိုက်ကြတာဟိုက Glasgow တို့ Manchester တို့ Liverpool တို့နိုင်ငံတွေကိုသွားခဲ့တယ်မြို့တွေကိုသွားခဲ့တဲ့ကွန်းမမင်းကြီးကသူတို့လက်နဲ့ဆက်ယုံနေရအမှန်တန်ခက်မိတဲ့ပြောင်းထိုးသနတ်တွေပေါ်နေပါပြီဖေဟာဟိုးအာဖဂန်နစ္စတန်မှာလက်ကျင့်ထားတဲ့ဟာဇရာလို့ခေါ်တဲ့တပ်ရင်းကြီးတွေပထန်တပ်ရင်းကြီးတွေပန်ချာပီတပ်ရင်းကြီးတွေနဲ့သူတို့ကဒီလာပြီးတော့အချိန်မရွေးကျွံပြုတ်သွားနိုင်ပါလေတဲ့ကြောင့်ဖြစ်တဲ့အလုံးကြီး9000လောက်ကိုရော်ကြီးကိစ္စမှာဖြင့်ညှိနှိုင်းမှုနှစ်ဖက်သင့်ပါဖေဟာလို့ပြင်တဲ့အင်္ဂလန်ရောက်ပြီးတော့ကင်းဝန်မင်းကြီးကပြောတော့စုဖေးလက်ကဘိုးဘိုးကောင်းစီကြောက်ပြင်းနဲ့ထမိန်ပို့လိုက်စမ်းရွရွချွန်ချွန်တိုက်မှာပေါ့လို့ပြောပြီးတော့တိုက်လိုက်တာဟာဟိုကုန်းရွာတို့ညောင်ဦးတို့ကနေစရှုံးမြင်းကြမှာလည်းရှုံးလွတ်တော်ရှုံးမိ